အားလုံးမင်္ဂလာပါဗျကျွန်တော်နာမည် Dog Trainer ဆရာဇွဲနိုင်ဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ဒီခွေးလေးနဲ့လမ်းလျှောက်ပေးခြင်းရဲ့အကျိုးကျေးဇူးရလဒ်လေးတွေကိုကျွန်တော်ဘုံတုကအနေနဲ့ဝေပြပေးမှာဖြစ်ပါတယ်နော်အခုမှပြောမှဆိုတော့ဒါလေးကကျွန်တော်ရဲ့သင်တန်းသူလေးနာမည်က Gigi လို့ခေါ်ပါတယ် Golden Retriever အမျိုးသားလေးနော်အသက်တော့6လကျော်ပြီ6လဝန်းကျင်ရှိပြီပေါ့နော်ကလေးကဘာဖြစ်လဲဆို excited ရမ်းဖြစ်တယ်စိတ်တည်ငြိမ်မှုမရှိဘူးအပြင်ထွက်တဲ့အခါမှာသူဒီပတ်ဝန်းကျင် social ပြတ်ထားတာဖြစ်တဲ့အတွက်အပြင်ထွက်ရင်စိတ်တည်ငြိမ်မှုမရှိဘဲနဲ့ကြောက်တာတွေဟိုလန့်တာတွေအဲ့လိုမျိုးဖြစ်စေရပေါ့နော်အဲ့အတွက်သူ့ကျွန်တော်တို့ကဒီနေ့မှာ outdoor training လေးလုပ်ပေးခြင်းဖြစ်ပါတယ်ဒီ outdoor training လေးလုပ်ရင်းနဲ့မှကျွန်တော်တို့မိတ်ဆွေတွေအတွက်ကျွန်တော်ဘူးတုကဘာအောင်မျှဝေပေးခြင်းလဲဆိုတော့ကျွန်တော်လမ်းလျှောက်တဲ့အခါမှာခွေးလေးလမ်းလျှောက်ပေးခြင်းအတွက်ရရှိလာတဲ့အကျိုးကျေးဇူးတွေဘာဖြစ်လဲဆိုရင်ကျွန်တော်တို့ဒီလမ်းလျှောက်ပေးအတွက်ခွေးလေးမှာဘာဖြစ်လဲဆိုနံပါတ်1ခုနဖြစ်တဲ့စိတ်မတည်ငြိမ်မှုတွေကတည်ငြိမ်မှုတွေဖြစ်လာတယ်နံပါတ်2သူ့ရဲ့ဒီ noise တွေရဲ့အတန်တွေရဲ့ဆူညံမှုတွေပေါင်းညံဆူညံမှုတွေဒါတွေကိုလည်းသူတို့ကထိမ့်သိမ့်တက်လာတယ်နောက်တစ်ချက်ကပြောရမယ်ဆိုတော့သူတို့ဒီတခင်ကိုလီတာမြက်ပို့ပြီးတော့မှတ်သားတက်လာတယ်တခင်ကိုပို့ပြီးတော့တက်ရောက်မှုပိုကောင်းလာတယ်နောက်တစ်ချက်ပြောရမယ်ဆိုရင်သူတို့ရဲ့ကျန်းမာရေးဒီပိုကောင်းလာတယ်နော်ကျန်းမာရေးမှာလည်းသူတို့ဒီနှလုံးတို့အသေးတို့ဒီလှုပ်ရှားမှုတွေ exercise တွေလုပ်ရတာဖြစ်တဲ့အတွက်ကျန်းမာရေးသွက်လက်မှုတွေလည်းပိုကောင်းလာတယ်အုံနောက်ရဲ့ညင်လှုပ်ဆောင်မှုတွေကလည်းပိုပြီးမြင်မာလာတယ်ဒါပေမဲ့ကျွန်တော်တို့ပြောချင်တာဒီကောင်းတဲ့အချက်တွေရှိသလိုအခြားသတိထားပြီးဆောင်ရွက်မယ့်အချက်တွေကဘာလဲဆိုကျွန်တော်တို့ဒီခွေးလေးတွေလမ်းလျှောက်တဲ့ခါမှာလမ်းလျှောက်ပြီးပြန်လာတဲ့ခါမှာကိုယ်ကလေးရဲ့ခြီပွားလက်ပွားလေးတွေကြည်ပြီးပါအကောင်လေးတွေပုံမွားလေးတွေမွားလေးတွေတန်းလေးတွေဒီလိုပါလာတတ်ပါတယ်ဒါလေးတွေစစ်ဆေးဖို့အတွက်လိုအပ်ပါတယ်နည်းနည်းဝေးဝေးရှောက်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီသူတို့တောင်းနေကြအောင်ရေဘူးလေးတော့၎င်းဒါလေးစောင့်ဝါးတဲ့နေနောက်တစ်ချက်ပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီခွေးလေးတွေကိုလမ်းလျှောက်တဲ့အခါမှာမှန်ကန်တဲ့ကျိုးထိတ်စနစ်ပေါ့နော်မှန်ကန်တဲ့ဒီမှန်ကန်တဲ့စနစ်တကျရှောက်တတ်ဖို့တော့လိုပါတယ်ဗျနော်အဲ့လိုမှမဟုတ်ရင်သူ့ရဲ့စိုးကျိုးကလမ်းလျှောက်တဲ့အခါမှာစနစ်တကျမရှောက်တတ်ဘဲနဲ့ခွေးလေးရရှိရသွားမယ်တခင်ကနောက်ကလိုက်နေမယ်ဒီလိုမျိုးတာရှောက်နေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှန်ကန်တဲ့ဒီစနစ်မဟုတ်တဲ့အတွက်ကလေးရဲ့စီးကန်းပူပြတ်ပြီးတော့အချင်းပြတ်သွားနိုင်ပါတယ်အဲ့တော့ခုနပြောထားတဲ့ကောင်းကျိုးတွေရဖို့ကနည်းပါတယ်နောက်တစ်ချက်ရှောင်ရမယ့်အချက်ဒီကျွန်တော်တို့ဒီနောက်တစ်ချက်ရှောင်ရမယ့်အချက်ကဘာလဲဆိုရင်ကျွန်တော်တို့ဒီနေ့တိုင်းကလေးတွေဒီ wave ဒီလမ်းကြောင်းကြီးကိုပဲပုံသေးကြီးသွားတာမျိုးရှောက်မှာကျွန်တော်တို့ဒီ2ရက်3ရက်လောက်ဒီလမ်းကြောင်းရှောက်တဲ့ဒီနောက်ရက်တွေမှာအခြားလမ်းကြောင်းရှောက်တာမျိုးလုပ်ဘူးလားသူတို့ညံရေးလှုပ်ဆောင်မှုတွေတဖြည်းဖြည်းမြင်မာလာဖို့အတွက်လှုပ်ဆောင်ချက်တွေမြင်မာဖို့အတွက်ကိုနော်မတူညီတဲ့လမ်းကြောင်းတွေကိုရှောက်ပေးပါဗျာနော်အခုဒါဆိုရင်ကျွန်တော်ကလေးနဲ့ဒီကလေးဒီ excited ဖြစ်ပြီးတော့တည်ငြိမ်မှုမရှိတဲ့ကလေးဒီကလေးကိုကျွန်တော်အပြင်အောက်တိုးမှာဘယ်လိုလမ်းရှောက်မလဲဆိုတာကိုကျွန်တော်လိုက်ကြည့်ပြီးတော့နော် Okay it'sနံပါတ်1တခင်နေဆောင်ရွက်ကမှဒီကျိုးကင်တဲ့အခါမှာမှန်ကန်တဲ့နေစနစ်နဲ့ကျိုးကင်ဖို့လိုတယ်နောက်တစ်ချက်ကတခင်နေစိတ်တည်ငြိမ်ဖို့လိုတယ်နော် Okayသူဒီအပြင်ပတ်ဝန်းကျင် social ပြက်နေရဖြစ်တဲ့တော့လို့ကားကြီးပြတ်သွားပြီးတန်နေစူသွားပြီးဆိုအရန်ပြတတ်တယ်အဲ့ဒီအချိန်မှာတခင်ကိုယ်တိုင်ကပြရခတ်ပြီးတော့တည်ငြိမ်မှုမရှိဘဲနဲ့မဆောင်ရတဲ့ပေါ့နော်တခင်ကိုယ်တိုင်တည်ငြိမ်လေးနဲ့ကလေးကိုကင်ကျွဲပြီ Okay is it yet Keep time is it yes go on go on Okay let me go သူ့ကိုတည်ငြိမ်လေးနဲ့ဆက်ဆံပေးမယ်။ကန်တွေရဲ့သခင်ကိုယ်တိုင်မှာဒီဇိုင်းနဲ့ဖြစ်နေမယ်မတည်ငြိမ်ဘူးဆိုရင်သူတို့ထိန်းချုပ်ဖို့ကမလွယ်ဘူးပေါ့နော်။ဟုတ်ကျွန်တော်တို့အပြင်ကိုလမ်းလျှောက်ထွက်ကျင်တာကိုမလုပ်ခင်မှာကိုယ့်ရဲ့ indoor လေးမှာကလေးတွေကိုမိန့်နာခံတက်အောင်ကျိုးလေးနဲ့လျှောက်တက်အောင်ရေးလေ့ကျင့်ထားတင်တယ်ပေါ့နော်။အဲ့လိုမှမဟုတ်ရင်လည်းအကျွမ်းနဲ့ဆရာကြီးနဲ့သင်ကြားတင်တယ်ပေါ့နော်။ပြီးရက်နေ Okay time is it time Okay ဟုတ်ကဲ့မနာဘူး Okay, ship. Time. Okay. Okay, ကျွန်တော်ပြောတဲ့အချက်ကလေးကိုတရားလိုက်နာမယ်ဆိုလို့ရှိရင်ကလေးတွေအတွက်ခုနပြောတဲ့လက်လျှောက်ခြင်းရဲ့ကောင်းကျိုးတွေရရှိနိုင်တယ်လို့စနစ်မကျရင်လည်းဆိုးကျိုးတွေရရှိနိုင်ပါပြီဗျာနော်ဒါလေးကိုတရားခွဲခြားစိတ်ဖြာပြီးတော့မှလိုက်လုပ်မယ်ဆိုရင်လူကြီးမျိုးတို့အတွက်ကလေးနဲ့လက်လျှောက်တဲ့အခါမှာအဆင်ပြေချုံးမွေးလာပါလိမ့်မယ်ဗျာနော်ဟုတ်ကဲ့ကျေးဇူးပါ